ရေဘေးဒဏ်ကိုအဆိုးရွားဆုံးခံစားနေရတဲ့အေယာဝတီတိုင်းကလေးမျက်နှာမြို့နယ်တွေကိုနိုင်ငံတော်အာဏာကိုရယူထားသူကိုယ်တိုင်ရောက်ရှိနေပါလျက်နဲ့ဘာကြောင့်ခြေလက်မရရဲ့ပဲခရီးစဉ်ကိုဖျက်သိမ်းခဲ့ရတာပါလဲဒါဟာတဘာဝဘေးအန္တရာယ်ကြောင့်လားဒါမှမဟုတ်တခြားသောကြောက်ရွံ့မှုတွေကြောင့်လားဆိုတာဒီညနေခင်းရဲ့အဓိကသတင်းတစ်ပုဒ်ဖြစ်လာပါတယ်မိဘပြည်သူပြည်သက်ကြီးအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဒီညနေခင်းရဲ့သတင်းထူးတွေထဲမှာတော့မင်းအောင်လှိုင်ရဲ့အေယာဝတီတိုင်းခရီးစဉ်အတွင်းလေးမျက်နှာမြို့နယ်ကိုရှောင်လွှဲခဲ့တဲ့ဖြစ်ရပ်အပြည်ပြည်ဆိုင်ရာကြက်ချင်နီကော်မတီနဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်တို့တွေ့ဆုံမှုပေါ်တတိပြုစောင့်ကြည့်ဖို့ထွက်ပေါ်လာတဲ့တုံ့ပြန်ချက်တွေနိုင်ငံအနှံ့ရေဘေးသင့်ပြည်သူ2သိန်းခွဲနီးပါးအကူအညီမဲ့နေတဲ့ခြေအနေနဲ့ကရင်ပြည်နယ်ဒေါနာတောင်နယ်မှာစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းလုံးနီးပါးခြေမုံခံရမှုသတင်းတွေပါဝင်ပါတယ်တစ်ဆက်တည်းမှာပဲမန္တလေးနဲ့မကွေးတိုင်းကလူခွင့်ရေးချိုးဖောက်ခံရမှုအမှုတွေတွေကိုကုလသမဂ္ဂစီလွှဲပြောင်းပေးလိုက်တဲ့သတင်းမော်လမြိုင်လေစိတ်တဲ့အတွက်နေရာမြေဧက3000ကျော်အသိမ်းခံရတာတော်လိုင်းရေးနယ်မြေတွေစီ73စီမရောက်ဖို့စီတရင်6000ကျော်ကို GPS မဖြစ်မနေတက်ခိုင်းနေတဲ့အခြေအနေနဲ့ဆွေရင်တန်ယုံရန်ကုန်ရုံးခွဲကိုအပိတိုင်ပိတ်သိမ်းလိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးတော့ပါအောင်မယ်။ ARD တိုင်းဘက်ကအခြေအနေကိုအရင်ဆုံးကြည့်ကြရအောင်ပါ။တိုင်းအတွင်းမှာငဝုံမြစ်ရေဟာစိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီးလေးမျက်နှာမြို့နယ်နဲ့ကျုံပျော်မြို့နယ်တွေမှာရေကာတာတွေကျိုးပေါက်ကအိမ်အောင်စုထောင်ထဲချီပြီးဘေးလွတ်ရာကိုတိမ်းရှောင်နေရပါတယ်။ဒီလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာပဲဩဂုတ်လ10ရက်နေ့က ARD တိုင်းကိုရောက်ရှိလာတဲ့မင်းအောင်လှိုင်ဟာအမှန်တကယ်ရေဘေးအဆိုးဆုံးခံစားနေရတဲ့လေးမျက်နှာမြို့နယ်ဘက်ကိုခရီးစဉ်စစ်ဆေးဖို့ရှိခဲ့ပေမဲ့ရုတ်တရက်ခရီးစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။တိုင်းဆိုရအဖွဲ့နဲ့နှီးဆက်သူတွေရဲ့ပြောပြချက်အရလေးမျက်နှာမြို့နယ်တွေကပန်းတော်ကြီးနဲ့ဆက်ဆက်ရွာတွေမှာတော်လိုင်းတပ်ဖွဲ့တွေရှိနေတာကြောင့်လုံခြုံရေးရစိုးရိမ်ပြီးမသွားရဲပဲဖြစ်နေတာပါ။ရေဘေးတပ်တဲ့တော်လိုင်းတပ်တွေကိုပိုကြောက်နေရတဲ့အာဏာရှင်ဟာအဆိုးဆုံးရေဘေးဒုက္ခကြုံနေရတဲ့မြို့နယ်ကိုလုံးဝမသွားပဲခရီးစဉ်ကိုဖျက်တောက်ခဲ့တာလို့ဆိုပါတယ်။ခရီးစဉ်မှာပါလာတဲ့ပြောရေးဆိုခွင့်ရှိသူတွေတဲကတယောက်မှလည်းဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုရောက်မလာခဲ့ကြပါဘူး။မြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းကရေကြီးမှုအခြေအနေတွေဟာရင်လေးစရာကောင်းနေစေပါအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူမှုရေးရာအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရစကိုင်းမန္တလေးနဲ့အေရဝတီတိုင်းကမြို့နယ်18ခုမှာလူပေါင်း2,200,000ကျော်ရေဘေးသင့်နေပြီးအနည်းဆုံးလူ10ဦးသေဆုံးခဲ့ပါတယ်လေးမျက်နှာမှာ2ဦးရွှေဘုံမှာ2ဦးတပည့်ရင်းမှာ6ဦးနဲ့ခင်ဦးမှာ2ဦးသေဆုံးခဲ့တာပါအဲ့ဒီဒေသတွေမှာတောက်ရည်အစားအစာဆေးဝါးနဲ့ယာယီခလုံးရနေရာတွေအရေးပေါ်လိုအပ်နေပါတယ်စကိုင်းတိုင်းဘက်မှာဆိုရင်လည်းမူးမြစ်ရည်မြင့်တက်လာတာကြောင့်ခင်ဦးနဲ့ရွှေဘုံမြို့နယ်ကကြေးရွာတွေနစ်မြုပ်နေပြီးစပားပြိုးခင်းတွေနဲ့တီးလင်ငင်းတွေအမြောက်အများပျက်စီးသွားပါတယ်ရွှေဘုံမြို့နယ်ထဲမှာတင်ကြေးရွာ17ရွာလောက်ရင်းနစ်မြုပ်နေပြီးပြည်သူ3000ကျော်ကိုလေလွတ်ရာရွှေ့ပြောင်းထားရပါတယ်အစိုးရဘက်ကထိရောက်တဲ့ကူညီမှုတွေမရှိတဲ့အတွက်ပြည်သူတွေဟာကိုယ့်ထူကိုယ်ထစနစ်နဲ့ပဲရုန်းကန်နေရတဲ့အခြေအနေပါတစ်ဖက်မှာလည်းမြန်မာနိုင်ငံရေးအလှည့်ပြောင်းလို့ယူဆနိုင်တဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်အပြည်ပြည်ဆိုင်ရာကြက်ချင်နီကော်မတီ ICCR ဟာလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်ဒီတွေ့ဆုံမှုဟာပြည်သူတွေနဲ့နိုင်ငံတကာရဲ့ PRP တောင်းဆိုမှုတွေကြောင့်ရရှိလာတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ CRPH ကဩဂုတ်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်အောင်ဆန်းစုကြည်ကိုချမ်းမစွာမြင်တွေ့ရတဲ့အတွက်ဝမ်းသာရပေမဲ့အကျဉ်းသားတဦးအဖြစ်တွေ့ဆုံခွင့်ပြုတာဟာထိုက်တန်တဲ့ဆောင်ရွက်မှုမဟုတ်သေးဘူးလို့လည်းဆိုပါတယ်ဒါအပြင်အကြမ်းဖက်စစ်အုပ်စုကနိုင်ငံရေးအရာအမျက်ထုတ်ဖို့ကြိုးစားမဲ့ပြည်ရတွေကိုလည်းတတိထားရမှာပါဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီကလည်းဩဂတ်စ်လ9ရက်နေ့မှာတတိပေးချက်ထုတ်ပြန်ထားပါတယ်တွေ့ဆုံမှုတရက်တည်းအပေါ်မူဒီဘီမြန်မာနိုင်ငံရေးအချက်တွေဟာအပြုသဘောဆောင်တဲ့အလှည့်အပြောင်းဖြစ်ပေါ်လာပြီလို့အစောတလင်ကောက်ချက်မချဖို့ပြောထားတာပါ ICCR ရဲ့လုပ်ငန်းတာဝန်တွေကိုအပြည့်အဝဆောင်ရွက်နိုင်ခွင့်ရှိမရှိဆိုတဲ့လက်တွေ့ကျတဲ့တိုးတက်မှုတွေကိုပဲဆက်လက်ဆောင်ကြည့်တင်တယ်လို့ဆိုပါတယ်နိုင်ငံရေးအကြက်တဲကိုတကယ်ဖြည့်ရှင်းခြင်းနဲ့ဆိုရင်ပြည်သူ့ဆန္ဒကိုလေးစားဖို့အကြံဖတ်မှုတွေချက်ချင်းရပ်ဖို့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွတ်ချက်မရှိလှုပ်ပေးဖို့နဲ့အဓိပ္ပာယ်ပြေဝတဲ့တွဲဆုံဆွေးနွေးမှုတွေပေါ်ပေါက်လာဖို့လိုအပ်ပါတယ်အာဆီယံအနေနဲ့လည်းဘုံသဘောတူညီချက်၅ချက်အတိုင်းအကြံဖတ်မှုတွေရပ်တန့်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအတားအဆီးမရှိပေးပို့နိုင်ရေးအတွက်ဆက်လက်တိုက်တွန်းနေပါတယ်လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့တရားမျှတမှုရှာဖွေတဲ့လုပ်ငန်းစဉ်တွေလည်းအရှိန်ရလာပါတယ်မန္တလေးနဲ့မကွေးတိုင်းတွင်စစ်ကောင်စီကကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုအမှုတွေပေါင်းမြောက်များစွာကိုကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးအဖွဲ့ IIM ထံလွှဲပြောင်းပေးပို့လိုက်ပါတယ်။မန္တလေးယူနစ်အတွင်းအထောက်ထားခိုင်မာတဲ့အမှုတွေ6ခုနဲ့မကွေးယူနစ်ကအမှုတွေ83ခုကိုအစဉ်စဉ်စစ်ဆေးပြီးမှပေးပို့ခဲ့တာပါ။မှတ်တမ်းတွေအရမန္တလေးမှာပြည်သူ991ဦးသေဆုံးခဲ့ပြီးမကွေးမှာ949ဦးသေဆုံးခဲ့ရပါတယ်။အဲ့ဒီသေဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေးငယ်တွေနဲ့အသက်80အထက်သက်ကြီးရွယ်အိုတွေလည်းပါဝင်နေပါတယ်။ဒါဟာအရသားတွေကိုပြစ်မှတ်ထားတပ်ဖြတ်တာဒီကြောင့်ကနေဘုံကျဲတာနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကိုစနစ်တကျမှတ်တမ်းတင်ထားတဲ့အထောက်အထားတွေပဲဖြစ်ပါတယ်။အပြစ်မဲ့ပြည်သူတွေပေါ်ကျူးလွန်နေတဲ့ဒီရာဇဝတ်မှုတွေရပ်တန့်ဖို့အတွက်ဂျက်လေရင်စီနဲ့ဗန္ဒာရဲ့ရင်းမြစ်တွေကိုနိုင်ငံတကာကထိရောက်စွာပိတ်ဆို့ပေးဖို့လဲအမျိုးသားညီညွတ်ရေးအစိုးရကထပ်မံတောင်းဆိုထားပါတယ်။တော်လှန်ရေးနယ်မြေတွေစီ73စီတွေမရောက်ရှိအောင်စစ်ကောင်စီကနှီးမျိုးစုံနဲ့ကန့်တက်လာတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။မင်းအောင်လှိုင်ရဲ့အမိန့်နဲ့တော်လှန်ရေးအင်အားစုတွေလှုပ်ရှားနေတဲ့မကွေး၊စကိုင်း၊မွန်၊ကရင်တနင်္သာရီနဲ့ရခိုင်ဒေသတွေကိုစီမရောက်ဖို့အတွက်တနိုင်ငံလုံးကစီးတဲ့ရင်အစီအ6400ကျော်ကို GPS နဲ့မဖြစ်မနေတက်ဆင်ခိုင်းနေပါတယ်။ဒီလုပ်ငန်းကိုရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်နေတာပါ။ GPS တက်ရုံတွေမကဘဲစီဆိုင်တွေမှာ CCTV တွေ QR စနစ်တွေ
တက်စင်ပေါ်ပါဖိအားပေးနေပြီးအဲ့ဒီကုန်ကြစိတ်တွေကိုလုပ်ငန်းရှင်တွေကစိုက်ထုတ်နေရပါတယ်နောက်ဆုံးမှာတော့ဒီကုန်ကြစိတ်တွေဟာပြည်သူတွေဝယ်ယူရတဲ့စီစဉ်နှုန်းထဲမှာပါလာမှာဖြစ်တယ်လို့စစ်ဆေးမှုတင်းကျပ်တာကြောင့်စီစဉ်နှုန်းမြင့်တင်ရောင်းချတာနဲ့စီပြက်လက်တောင်မောင်ခိုရောင်းချတာတွေပါဖြစ်ပေါ်လာနေပါတယ်နိုင်ငံရေးနဲ့လူခွင့်ရေးဆိုင်ရာဖြစ်ရပ်တွေကိုဆက်လက်တင်ဆက်ပေးခြင်းပါတယ်ဒေါ်လာရေးအင်အားစုတွေဘက်ကတော့စစ်ရေးအရာရောနိုင်ငံရေးအရာပါပြင်ဆင်မှုတွေအရှိန်မြင့်နေတာတွေ့ရပါတယ်ဒီမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒါမှမဟုတ် PDF တပ်မှုကြီးတွေရဲ့စီဝေးကိုဩဂုတ်လ3ရက်နေ့ကနေ6ရက်နေ့အထိ4ရက်ကြာကျင်းပခဲ့ပါတယ်ဒီစီဝေးမှာစီဦးစီးချုပ်ဒုတိယစီဦးစီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေတက်ရောက်ပြီးရှေ့ဆက်မဲ့စီရေးမဟာဗျူဟာတွေကိုဆွေးနွေးခဲ့ကြတာပါအဓိကအဖြစ်တော့တိုင်းသားတော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးခုခံတွန်းလှန်စစ်ကနေမဟာဗျူဟာမြောက်ထိုးစစ်ဆင်နိုင်ရေးကိုဥတီဆောင်ရွက်သွားဖို့လုပ်ငန်းစဉ်တွေချမှတ်ခဲ့ပါတယ်အစည်းအဝေးနောက်ဆုံးနေ့မှာယာယီသမ္မတဒူဝါလရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကိုယ်တိုင်တက်ရောက်ပြီးလမ်းညွှန်မှုတွေပေးခဲ့တာမို့ဒါဟာရှေ့လျှောက်စစ်ရေးအချိန်ပုံမြင့်လာမဲ့လက္ခဏာလို့ဆိုရမှာပါတစ်ဖက်မှာလည်းမကွေးတိုင်းပခုတ်ကူခရိုင်အတွင်းမှာတက်တွင်းသတင်းပေးမဲ့သူတွေကိုထပ်မံဖိတ်ခေါ်နေတယ်လို့စစ်မှုထမ်းအမည်ခံပြီးပေါ်တာဆွဲနေတဲ့အန်ဒီရဲတွေကိုအသိပညာပေးတဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်နေပါတယ်စစ်ကောင်စီဟာလူငယ်တွေကိုအတင်းအဓမ္မစစ်ထဲဆွဲသွင်းပြီးစစ်မြေပြင်ကိုပို့နေတာကြောင့်အသက်မသေခြင်းတဲ့လူငယ်တွေအနေနဲ့ပြည်သူရင်ဝင်ကိုခိုးလုံဖို့တိုက်တွန်းနေတာပါတက်ထဲကနေမလိမ့်ဝင်လာသူတွေကိုလည်းနှွေးထွေးစွာကြိုးဆိုနေတယ်လို့သိရပါတယ်ဒေါ်လာရင်းအင်အားစုတွေကြားမှာစီကံပိုင်းနဲ့ပတ်သက်လို့ပြတ်သားတဲ့ရေးယူမှုတစ်ခုလည်းထွက်ပေါ်လာပါတယ်ချင်းမျိုးသားအဖွဲ့ချုပ် CNO ရဲ့ဥက္ကဋ္ဌကိုယာဒုကနေရက်စဲလိုက်ပါတယ်ဖြစ်စဉ်ကတော့အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ CNO တာဝန်ရှိသူတချို့တွားရောက်တွေ့ဆုံခဲ့တဲ့ကိစ္စပါဒီတွေ့ဆုံမှုဟာဗဟိုကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲကိုပိုင်သဘောနဲ့လှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ဥက္ကဋ္ဌကိုယ်တိုင်တာဝန်ယူပြီးနှုတ်ထွက်ခဲ့တာပါဒေါ်လာရင်းမူဝါဒကိုကြောခိုင်းတဲ့ဘလို့တွေ့ဆုံမှုမျိုးကိုမှလက်မခံဘူးဆိုတဲ့ယက်တီချက်ကိုပြသလိုက်တာဖြစ်ပါတယ်အခုလိုဒေါ်လာရင်းအင်အားစုတွေကပြည်သူ့ဘက်ကယက်တီနေချိန်မှာရန်ကုန်ကစစ်ကောင်စီတပ်ရင်းတွေထဲမှာတော့အကျင့်ပြတ်ခြားစားမှုတွေကြီးကျယ်ဖြစ်နေပါတယ်မင်္ဂလာတုံးမော်ဘီနဲ့ထောက်ကြံမြို့နယ်တွေကတရင်တွေထဲမှာတရားမဝင်စက်ရုံတွေဖွင့်ထားပြီးလျှက်စစ်မီးတွေကိုမီတာမတက်ပဲတန်းတဲ့ချီခိုးတုံးနေကြပါတယ်မော်ဘီကခလာရ213ဒေတီတက်ဖွဲ့73နဲ့16ထောက်ကြံကခလာရ39မင်္ဂလာတုံကအမြောက်တရင်39နဲ့ခလာရ17စတဲ့တရင်တွေမှာဒီလိုလုပ်နေတာပါတရင်မှုတွေကစက်ရုံရှင်တွေစီကနေတလကို350ကနေ300အထိလက်ငွေယူပြီးခွင့်ပြုထားတာပါပြည်သူတွေကတော့မင်းများလို့ဒုက္ခရောက်နေချိန်မှာစစ်တပ်ကတော့လက်နဲ့အကူနဲ့မိကိုတုံးပြီးစီးပွားရှာနေကြတာဟာတကယ့်ကိုရင်နာစရာပါမွန်ပြည်နယ်မော်လမြိုင်ဘက်မှာလည်းပြည်သူတွေရဲ့လေယာဉ်မြေတွေအသိမ်းခံနေရပါတယ်မော်လမြိုင်လေဆိပ်သစ်စီမံကိန်းအတွက်ဆိုပြီးမူတုံမြို့နယ်တွေကကျေးရွာအုပ်စု9စုကမြေက3.285ဧကကိုစစ်ကောင်စီကအတင်းကျပ်သိမ်းယူလိုက်ပါတယ်တော်ကူးကြရွယ်ညောင်ကုန်းဗန်ရန်နဲ့ဝတ်တဲရွာတွေကကွင်းပေါင်း14ကွင်းဥပိုင်ပေါင်း490ခုပါဝင်နေတာပါအများပြည်သူအကျိုးအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးလယ်သမားတွေရဲ့ဘိုးဘွားပိုင်မြေတွေကိုသိမ်းယူတာဟာပြည်သူတွေရဲ့ဘဝကိုဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်မန္တလေးမြို့မှာလည်းအေယာမငွေကြေးလိမ်လည်မှုကြီးတစ်ခုကြောင့်ပြည်သူတွေမျက်ရည်ကျနေရပါတယ်ရွှေရှမ်းထက်ရွှေဆိုင်ပိုင်ရှင်ဒေါခင်ပြည့်ပြည့်ခိုင်ဆိုသူကနိုင်ငံတကာရှယ်ယာဈေးကွက်မှာယင်းနှမြုပ်နှံပေးမယ်အတိုး15%ပေးမယ်ဆိုပြီးတိမ်ပေါင်းများစွာလိမ်လည်သွားတာပါယင်းနှမြုပ်နှံသူတွေထဲမှာတန်ဃာတော်တွေတီလာရှင်တွေနဲ့စေဘေးရှောင်တွေတောင်ပါဝင်နေပါတယ်အခုတော့အတိုးရောအရင်မှမရတော့ပဲဆက်သွယ်လို့လည်းမရတော့ပါဘူးဆုံးရှုံးသွားတဲ့ငွေတွေဟာပြည်သူတွေစုဆောင်းထားသမျှဘဝတွေဖြစ်နေလို့အားလုံးကစိုးရိမ်နေကြပါတယ်ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ဘဝတွေကလည်းမလုံခြုံလာပါဘူးထိုင်းနိုင်ငံတာခရိုင်ဖုတ်ဖရမြို့နယ်မှာအိမ်ဖောက်ထွင်းတဲ့မြန်မာ9ဦးကိုဖမ်းမိတယ်လို့ကမ်ချနပူရီနဲ့အယုဒ္ဓယဘက်မှာလည်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာ68ဦးဖမ်းဆီးခံခဲ့ရပါတယ်မလေးရှားကိုသွားဖို့ပွဲစားကိုတအူးကိုဘတ်4000အထိပေးခဲ့ရပေမဲ့နောက်ဆုံးမှာတော့ဖမ်းဆီးခံလိုက်ရတာပါတစ်ဖက်မှာလည်းနီပေါနိုင်ငံမှာမြန်မာနိုင်ငံကရိုဟင်ဒုက္ခသည်929ဦးခိုးလုံနေတယ်လို့နီပေါရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ကလေးငယ်နဲ့16ဦးတောင်ရောက်နေပြီးခတ္တမန္တုမြို့ဝန်းကျင်မှာဒုက္ခသည်အဖြစ်ရုန်းကန်နေကြရတာပါ။စီးပွားရေးဈေးကွက်ဘက်ကိုကြည့်ရင်တော့ဘရင်အောင်စံကုန်စည်တိုင်းမှာငွေကျပ်9ဘီလီယံအကျွေးမဆက်နိုင်တဲ့ကိစ္စကအတော်လေးဟိုးလေးတကြောဖြစ်နေပါတယ်။ဆန်တဲ့စကွဲဝယ်တဲ့ကုမ္ပဏီတစ်ခုကဟော်ကဲတော်ဟာငွေတွေကိုအလွဲသုံးစားလုပ်သွားတယ်ဆိုပြီးကုမ္ပဏီကတာဝန်မယူတာကြောင့်ကုန်သည်တွေနဲ့အငင်းပွားနေကြတာပါ။ဒါဟာ2026ခုနှစ်အတွင်းအကြီးမားဆုံးဆုံးရှုံးမှုလို့ဆိုပါတယ်။ဈေးကွက်ထဲမှာလည်းစံကုန်သည်တွေဟာတရားရုံးတက်ရမှာကိုစိုးရိမ်နေကြပါတယ်။နိုင်ငံတကာမျက်နှာစာကိုတစ်ချက်လက်ကြည့်အောင်မှာအရှေ့အလယ်ပိုင်းကတင်းမာမှုတွေဟာကမ္ဘာလောင်စာစီဈေးကွက်ကိုပါရိုက်ခတ်နေပါတယ်။အီရန်ကတော့အမေရိကန်ရဲ့အပြုတ်မှုတွေမပြောင်းလဲသရွေ့ဟော်မုတ်ရေးလက်ကြားကိုပြန်မဖွင့်ပေးဘူးလို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။အီရန်အပေါ်ချမှတ်ထားတဲ့ရေတပ်ပိတ်ဆို့မှုတွေဖယ်ရှားဖို့စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းဖို့နဲ့နိုင်ငံခြားဘဏ်တွေမှာပိတ်မိနေတဲ့အီရန်ပိုင်ငွေတွေကိုပြန်ပေးဖို့သူတို့ကတောင်းဆိုထားတာပါ။တစ်ဖက်မှာလည်းဆော်ဒီအာရေဗျပါကစ္စတန်နဲ့တူရကီတို့ဟာကာကွယ်ရေးသဘောတူညီချက်အသစ်တစ်ခုကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။ဒါဟာအီရန်ကိုပြစ်မှတ်ထားတာမဟုတ်ဘူးလို့ဆိုပေမဲ့ဒေတာရင်းစစ်ရေးအင်အားချိန်ခွင်ရှာအတွက်တော့အရေးကြီးပါတယ်။အမေရိကန်နိုင်ငံရေးလောကမှာလည်းသမ္မတဂျိုးဘိုင်ဒန်ရဲ့ကျန်းမာရေးသတင်းကအတော်လေးခရက်ရိုက်သွားပါတယ်။သူ့ရဲ့ကင်ဆာရောဂါဟာအယိုးတွေအထိပြန့်နှံ့နေပြီးအခြေအနေဆိုးရွားနေတယ်လို့တားဖြစ်သူဟန်တာဘိုင်ဒန်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ယောဂဝေဒနာကြောင့်နာကျင်မှုတွေခံစားနေရတယ်လို့ဒါဟာလာမဲ့ရွေးကောက်ပွဲပေါ်မှာလည်းတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။အိန္ဒိယချင်းအင်ဒိုနီးရှား
မှာတော့ပရိုမိုတောင်အမျိုးသားဥယျာဉ်မှာတော်မီလောင်ကျွမ်းနေလို့အရေးပေါ်ပိတ်သိမ်းလိုက်ရပါတယ်။ဧရိယာဧက180ကျော်ထိလောင်ကျွမ်းနေပြီးခရီးသွားတွေရဲ့ဘေးကင်းရေးအတွက်လုပ်ငန်းတွေအားလုံးရန်နာထားရပါတယ်။ယူကရိန်းဘက်မှာတော့သမ္မတဇီလန်စကီကလာမယ့်ဆောင်းရာသီဟာယူကရိန်းအတွက်အခက်အခဲဆုံးဖြစ်လာလိမ့်မယ်လို့တတိပေးထားပါတယ်။ရုရှားကဓာတ်အားပေးစက်ရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြည်သူတွေဟာအေးတံကြားမှာလျှက်စစ်မီပြတ်တောက်တဲ့ဒုက္ခကိုရင်ဆိုင်ရဖို့ရှိနေပါတယ်။ကီယက်မြို့တော်ကိုရုရှားကဒုံးကျည်တွေနဲ့ပစ်ခတ်လို့3နှစ်အရွယ်ကလေးတဦးအပါအဝင်လူ4ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကလည်းရုရှားရဲ့ရက်စက်မှုကိုပြသနေပါတယ်။နိုင်ငံတကာစွမ်းအင်ဈေးကွက်မှာတော့ဥရောပသဘာဝဓာတ်ငွေဈေးဟာတမက်က1နာရီကို56ယူရိုထိမြင့်တက်လာပြီးဟော်မုတ်ရေလက်ကြားပိတ်ထားတဲ့ကြရက်ကြောင့်ကမ္ဘာစွမ်းအင်လုံခြုံရေးဟာစိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်။ကမ္ဘာခြားတစ်ဖက်ကယူကရိန်းနိုင်ငံရဲ့အခြေအနေကတော့တကယ့်ကိုရင်နာစရာကောင်းလာပါတယ်ခင်ဗျာ။ရုရှားရဲ့ဒုံးကျည်တွေဟာကီယက်မြို့တော်တွေကိုအာရုံမတက်ခင်အချိန်မှာပဲကြောက်ခဲ့ပြီးအသက်3နှစ်အရွယ်ကလေးငယ်လေးတဦးအပါအဝင်လူ4ဦးသေဆုံးခဲ့ရပါတယ်။သမ္မတဇီလန်စကီကတော့လာမယ့်ဆောင်းရာသီဟာယူကရိန်းနိုင်ငံအတွက်အဆိုးရွားဆုံးနဲ့အခက်အခဲဆုံးအချိန်တွေဖြစ်လာလိမ့်မယ်လို့သတိပေးထားပါတယ်။ရုရှားဟာပြည်သူတွေရဲ့ရှင်သန်မှုအတွက်အဓိကကျတဲ့ဓာတ်အားပေးစက်ရုံတွေကိုပဲရှိန်ဟုန်မြင့်ပြီးပြစ်မှတ်ထားတိုက်ခိုက်နေတာပါ။ဒါဟာပြည်သူတွေအေးစိမ့်နဲ့စောင့်တန်ကြမှာလျှက်စစ်မီပြတ်တောက်တဲ့ဒုက္ခကိုရင်ဆိုင်ရပြီးနောက်ဆုံးမှာအရှုံးပေးလာအောင်လုပ်တဲ့နည်းဗျူဟာတစ်ခုဖြစ်နေပါတယ်။အခုတောင်မှယူကရိန်းမှာအကောင့်ပကတိအတိုင်းကျန်နေတဲ့ဓာတ်အားပေးအခြေခံအဆောက်အုံဟာအနည်းငယ်လောက်ပဲရှိပါတော့တယ်။ယူကရိန်းအတွက်ဒုံးခွင်းဒုံးတွေဟာအရေးတကြီးလိုအပ်နေပေမဲ့အမေရိကန်စီကနေရရှိရမယ့်အကူအညီတွေကလည်းပြတ်တောက်နေတာမို့ရှေ့လျှောက်အခြေအနေတွေဟာပိုပြီးတော့ကြမ်းတမ်းလာဖို့ပဲရှိနေပါတယ်။ပင်လယ်နက်ဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့်တူရကီအစိုးရကစီးပွားရေးသင်းဘောတွေတွာလာမှုကိုကန့်သတ်လိုက်ရပါတယ်။အထူးသဖြင့်ရုရှားရဲ့ရေနံနဲ့ကောက်ပဲသီးနှံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့နိုဘိုစီမြို့စီဥတီနေတဲ့တင်မောတွေကိုခရီးစဉ်တွေအတွက်ဖျက်ဆီးတွာလာခွင့်မပြုသေးပဲဆိုင်းငံ့ထားပါတယ်။ရုရှားနဲ့ယူကရိန်းတို့ရဲ့တိုက်ခိုက်မှုတွေမြင့်တက်လာတာကြောင့်ကံရိုးတံဘေးကင်းရေးဌာနကရှောက်လွှာတွေကိုပြန်လည်သုံးသပ်ဖို့အချိန်ယူနေရတာပါ။ဒါဟာကမ္ဘာစာနာရေးခါနဲ့စွမ်းအင်ဈေးကွက်အပေါ်ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ကမ္ဘာစွမ်းအင်လုံခြုံရေးဟာလည်းစိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်။အရှေ့လယ်ပိုင်းဘက်ကိုတစ်ချက်လှည့်ကြည့်အောင်ပါ။ထူးခြားတဲ့စစ်ရေးသဘောတူညီချက်တစ်ခုပေါ်ပေါက်လာပါတယ်။ဆော်ဒီအာရေဗျ၊ပါကစ္စတန်နဲ့တူရကီ3နိုင်ငံဟာကာကွယ်ရေးဆိုင်ရာ3ပွင့်ဆိုင်သဘောတူညီချက်ကိုဩဂုတ်9နေ့မှာလက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီစာချုပ်အရအဖွဲ့ဝင်တနိုင်ငံကိုပြင်ပကဝင်ရောက်တိုက်ခိုက်လာခဲ့ရင်ကျန်တဲ့နိုင်ငံတွေကိုပါတိုက်ခိုက်တာဖြစ်သတ်မှတ်ပြီးစုပေါင်းကာကွယ်သွားမှာပါ။ထောက်လိုင်းရေးသတင်းချက်လက်ဖလှယ်တာကနေလိုအပ်ရင်စစ်တပ်ဆေလို့ကူညီတာအထိပါဝင်ပါတယ်ဒီလုပ်ငန်းစဉ်တွေအတွက်ဆော်ဒီပီယာနိုင်ငံမှာအမြဲတမ်းအတွင်းရေးမှုရုံးတစ်ခုကိုလည်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်နိုင်ငံခြားရေးဝန်ကြီးကတော့ဒီစာချုပ်ဟာအီရန်အပါအဝင်ဘယ်နိုင်ငံကမှဘုံရန်သူအဖြစ်သတ်မှတ်ထားတာမဟုတ်ဘူးလို့ဆိုပေမဲ့ဒေတာတွင်အင်အားချိန်ခွင်ရှာအတွက်တော့အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်တစ်ဖက်မှာလည်းအီရန်ကတော့ဟော်မုရေလက်ကြားကိုပြန်ဖွင့်ပေးဖို့အတွက်အမေရိကန်ဘက်ကအပြုတ်မှုတွေပြောင်းလဲဖို့ပြက်ပြက်သားသားတောင်းဆိုနေပါတယ်အမေရိကန်အနေနဲ့အီရန်စစ်ကမ်းတွေကိုချမှတ်ထားတဲ့ရည်တပ်ပိတ်ဆို့မှုတွေကိုချက်ချင်းဖယ်ရှားပေးဖို့စီးပွားရေးပိတ်ဆို့မှုအားလုံးကိုရုပ်သိမ်းဖို့နဲ့နိုင်ငံခြားဘဏ်တွေမှာပိတ်မိနေတဲ့အီရန်ဘဏ်ငွေတွေကိုချွင်းချက်မရှိပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုထားတာပါအမေရိကန်ဘက်ကတော့ခိုင်မာတဲ့သဘောတူညီချက်တစ်ခုရရှိပြီးမှသာအမေရိကန်စစ်မှုတွေကိုဖြေလျှော့ပေးမဲ့သဘောရှိနေပါတယ်ဒီတင်းမာမှုတွေကြားမှာပဲအီရန်ကြောတောင်နောက်ခံပြုဟူသီအဖွဲ့တွေကလည်းဆော်ဒီရဲ့ဂျာဇန်ဗီယက်နမ်ချက်ဆက်ယုံကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဥရောပတဘာဝတငွေဈေးကလည်းဟော်မိုရေလက်ကြားပိတ်ထားတဲ့ကြရက်ကြောင့်တမက်က1နာရီကိုလိုက်အဘက်တရမှုလွန်ဒီမြင့်တက်လာပြီးကမ္ဘာ့စွမ်းအင်လုံခြုံရေးကိုချိတ်ချောက်နေပါတယ်အားကစားသတင်းတွေကိုလည်းတင်ဆက်ပေးကြပါမယ်ခင်ဗျာ FIFA ဥက္ကဋ္ဌယင်းနဗန်ဒီနိုဟာယာဒုကနေထုတ်ပယ်ခံရမဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။သူ UEFA မှာအထွေထွေအတွင်းရေးမှုအဖြစ်တာဝန်ယူစဉ်ကအမျိုးသမီးတအုပ်ကိုငွေကြေးပေးချေခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေထွက်ပေါ်လာတာပါ။ဒီဖော်ပြချက်တွေပေါ် FIFA ဘက်ကတော့အခြေအမြင့်မရှိတဲ့ဆွဆွဲချက်တွေဖြစ်တယ်လို့ညှင်းဆိုထားပါတယ်။ဘောလုံးလောကရဲ့အပြောင်းရွှေ့သတင်းမှာတော့လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာမန်စီးတီးအသင်းရဲ့ကမ္ဘာဖလားရကွင်းလယ်လူရိုးတွေကိုခေါ်ယူဖို့ယုံကြည်မှုအပြည့်ရှိနေပါတယ်။မန်စီးတီးဘက်ကပေါင်80တန်းတောင်းဆိုထားတာကိုဘာစီလိုနာကဈေးနှုန်းချင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ရိုဒရီဟာဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းကိုအားဖြည့်ပေးနိုင်မဲ့အရေးပါတဲ့ကစားသမားဖြစ်တာကြောင့်အသင်းကအစွမ်းကုန်အားထုတ်နေတာပါမိဘပြည်သူများခင်ဗျာဒီကနေ့သတင်းတွေကိုပြန်ပြီးခြုံငုံကြည့်ရင်နိုင်ငံကမှာရောပြည်တွင်းမှာပါစစ်မီးတွေနဲ့တဘာဝဘေးဒဏ်ကြမှာပြည်သူတွေဟာအသက်ရှင်တန်နိုင်ဖို့ရုန်းကန်နေရတာကိုတွေ့ရပါတယ်အစောပိုင်းကကျွန်တော်တင်ပြခဲ့တဲ့မင်းအွန်လိုင်းရဲ့ AR တိုင်းခီးစဉ်မှာရေဘေးတင်လေးမျက်နှာမြို့နယ်ကိုဘာလို့မသွားရဲပဲခီးစဉ်ကိုဖျက်သိမ်းခဲ့ရတာလဲဆိုတဲ့အဖြေကလည်းအခုတော့ရှင်းသွားပါပြီအမှန်တကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုသွားပြီးအားပေးဖို့ထက်လေးမျက်နှာမြို့နယ်ပန်းတော်ကြီးရွာဘက်မှာရှိနေတဲ့ဒေါ်လာရင်းအင်အားစုတွေရဲ့အန္တရာယ်ကိုပိုပြီးစိုးရိမ်နေတာပါပြည်သူတွေရေဘေးတင်ပြီးအကူအညီမဲ့နေချိန်မှာသူကတော့ပသိမ်မြို့မှာခရိုနီတွေစီကကျပ်23ဘီလီယံကျော်အလူခံတဲ့ပွဲကိုပဲတက်ရောက်ခဲ့ပါတယ်အဲ့ဒီအလူပွဲမှာဦးစောဝင်းရှိန်ဦးမောင်ဝေဦးခင်မောင်အေးဦးအေးဝင်းနဲ့ဦးနိုင်ဖြိုးကျော်အစရှိတဲ့ခရိုနီလုပ်ငန်းရှင်တွေကငွေတွေပုံအော်ပြီးလှူဒန်းခဲ့ကြတာပါဒါအာဏာရှင်တွေကပြည်သူဘဝထက်ကိုယ်လုံခြုံရေးနဲ့ကိုယ်အကျိုးစီးပွားကိုပဲပိုပြီးတန်ဖိုးထားတယ်ဆိုတာကိုပြသလိုက်တာပါပဲရေဘေးကြောင့်နေအိမ်တွေနှိမ့်မြုပ်တိနှံတွေပျက်စီးပြီးအသက်ဆုံးရှုံးနေရတဲ့ပြည်သူတွေအတွက်တော့အာဏာရှင်တွေရဲ့အလူပွဲဟာအဝေးကြီးမှရှိနေစေဖြစ်ပါတယ်တော်တာရှင်များခင်ဗျာရွေးကောက်ခံဆိုရပေါ်လာပြီးဖြစ်လို့
အာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာထူးသံတမန်ဆက်ထားဖို့မလိုတော့ဘူးဆိုပြီးနေပြည်တော်ကမနေ့ကထုတ်ပြန်ပါတယ်။ဒါပြင်ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ဖို့အာဆီယံရဲ့တောင်းဆိုချက်ကိုလည်းပယ်ချပါတယ်။အာဆီယံနဲ့ထိတွေ့ဖို့ထိုင်းကကြားဝင်ဆောင်ရွက်ပေးတဲ့ချိန်မှာနေပြည်တော်ရဲ့တင်းမာတဲ့ဒီတုံ့ပြန်ချက်ကပါကြောင်းလေကိုဟင်းကိုဆိုးကပြောပြပေးပါမယ်။ဒေါန်ဆန်းစုကြည်ကိုဥပဒေအရအေးအေးယူထားတာဖြစ်ပြီးတော့ပြည်ထံတွေကိုလူသားချင်းစာနာမှုအရာရှော့ပေါ့ပေးထားပေမဲ့ချွင်းချက်မရှိပြန်လွတ်ပေးရေးကိစ္စကတော့ဥပဒေနဲ့အညီသာဖြစ်နိုင်တယ်လို့နေပြည်တော်ကအာဆီယံကိုတုံ့ပြန်ခဲ့ပါတယ်။တစ်ဖက်မှာလည်းနေပြည်တော်နဲ့တော်လန်ရေးအင်အားစုစတဲ့နှစ်ဖက်လုံးကလက်ခံမဲ့အမြဲတမ်းအထူးတန်တယောက်ခန့်အပ်ဖို့အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကသူတို့နိုင်ငံခေါင်းဆောင်တွေကိုအဆိုပြုတင်ပြထားပြီးတော့လာမယ့်နိုဝင်ဘာလအာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးကြဖို့ရှိနေတဲ့အချိန်လည်းဖြစ်ပါတယ်။အခုလိုထုတ်ပြန်မှုကြောင့်အာဆီယံမြန်မာဆက်ဆံရေးအခြေအနေအာဆီယံဘက်ကနေပြည်တော်ကိုပြန်လည်လက်ခံလာနိုင်မှုရှိမရှိစတဲ့အပေါ်မြန်မာမဟာဗျူဟာနဲ့မူဝါဒလေးလာရေး Institute ရဲ့ပြည်ပဆက်ဆံရေးဒါရိုက်တာဦးအောင်သူငြိမ်းကအခုလိုသုံးသပ်ပါတယ်။သူတစ်ပြည့်တရုတ်တို့ဘာလို့နိုင်ငံတွေကဒီစံတမန်ရေးမှာတင်းမာတဲ့သဘောထားမျိုးနဲ့ဒါကိုနိုင်ငံကုန်းအတွက်ဆိုပြီးရပ်တည်ကြပါတယ်။သူတို့ရဲ့အင်အားကြီးမှုပေါ်မူတည်ရပါတော့။ကို့မှာပြဿနာတွေရှိနေသေးတယ်။အင်အားကလည်းမကြီးသေးဘူးလို့ယူဆရင်တော့ဒီကိစ္စမျိုးကရဲကိုးလုံးတယ်လို့ယူဆနိုင်ပါတယ်။အခုကိစ္စကအာဆီယံနဲ့မြန်မာကြားဆက်ပြီးတော့လက်ခဲတင်းတင်းအခြေအနေရှိနေမယ်။ဒီလေဘူးဆိုလို့ရှိရင်တော့နှစ်ဖက်သူကလည်းရှော့ကိုကလည်းရှော့ပြီးယူကိစ္စမျိုးတွေလိုလိမ့်မယ်လို့ထင်ပါတယ်အခုလိုထုတ်ပြန်လိုက်တာကြောင့်အာဆီယံအထူးတန်တမန်မစ္စလာဇရိုရဲ့လာရောက်ဖို့ရှိတဲ့မြန်မာပြည်ခရီးစဉ်အတွင်းဒေါန်ဆန်းစုကြည်ကိုတွေ့ဆုံဖို့တောင်းဆိုထားတာကလည်းဖြစ်နိုင်ခြေနည်းသွားတယ်လို့နေပြည်တော်သဘောထားကိုနိုင်ငံတကာရေးရာနဲ့တန်တမန်ရေးရာလေ့လာသူတွေကယူဆနေကြပါတယ်နေပြည်တော်ကဥတီထားတဲ့မြန်မာနိုင်ငံကဥဆောင်တဲ့မြန်မာကိုပိုင်နီလန်ဆိုတာကိုနိုင်ငံတကာရေးရာလေ့လာနေသူစင်ကာပူခြေစိုက်နိုင်ငံရေးကျွမ်းကျင်သူတူကအခုလိုပြောပါတယ်နေပြည်တော်ကပဲမြင်တဲ့ဟာကိုနေပြည်တော်ကပဲဥဆောင်မယ်ဆိုတဲ့ peace process ပေါ့မြန်မာနိုင်ငံကိုကိုစားပြုခဲ့ကိုနေပြည်တော်ကသူတို့တယောက်တည်းပဲတော်ရုပ်ထားတဲ့တော်မျိုးဖြစ်နေတယ်မြန်မာနိုင်ငံထဲမှာရှိတဲ့ခြားရင်းရင်းသွေးနွေးမှုတပောင်ဝင်ရမယ့်ဖွဲ့စည်းအားလုံးကိုနေပြည်တော်ကခေါ်တဲ့ပုံမျိုးမရှိဘူးသူတို့ဖြစ်စေချင်တဲ့ပုံစံနဲ့မှနေနိုင်နေမနေနိုင်ရင်ငြိမ်းငြိမ်းမရဘူးဆိုတဲ့သဘောမျိုးပဲသူကမြန်မာဥပမာလဲဆိုရင်နေပြည်တော်ကဥဆောင်နေနေပြည်တော်ပိုင်နေနေပြည်တော်ကပဲဒီ process ကိုဥဆောင်မယ်ဆိုတဲ့ပုံမျိုးဖြစ်နေတာနော်အဲ့ဒါအဓိကနိုင်ငံတကာအတွေ့မြန်မာလက်တွေဟာစန့်ကျင်တဲ့အကြောင်းအရာအဲ့ဒါပေါ့ထိုင်းပါဝင်မြန်မာနဲ့နှီးစပ်တဲ့နိုင်ငံတွေကတော့နေပြည်တော်ကိုအာဆီယံမှာကိုစားပြုခွင့်ပေးဖို့ဆန္ဒရှိနေကြပေမဲ့အင်ဒိုဖိလစ်ပိုင်မလေးနဲ့စင်ကာပူတို့ကတော့အာဆီယံပုံသဘောထား9ရက်အကောင့်ထဲပေါ်မှုတိုးတက်မှစဉ်းစားဖို့ကိုဆုံးဖြတ်ထားကြတယ်လို့အာဆီယံရေးလေ့လာနေသူစင်ကာပူခြေစိုက်သူတေတီတူကပြောပါတယ်ခင်ဗျာတော်ရခင်ဗျာမြကြီး9တွေမှာစိုးရင်ရေမှတ်ကျော်နိုင်တယ်လို့တိုင်းနယ်ပြည်နယ်အများစုမှာနောက်3ရက်မိုးဆက်ရွာပြီးမိုးကြီးမယ်ဆိုပြီးတော့မိုးစလဌာနကထုတ်ပြန်ပါတယ်ဆယ်ရီတွေဖောက်ချလို့ရေကြီးနေတဲ့စကိုင်းတိုင်းမှာကဲဆယ်ရေးလိုအပ်ချက်တွေများနေပြီးပြင်ပအကူအညီလက်လှမ်းမိဖို့လည်းခက်ခဲနေပါတယ်စကိုင်းတိုင်းရေဘေးကို NUG ဘလို့ကူညီနေတယ်လဲမဆန္ဒဝင်းကပြောပြပေးပါမယ်မြစ်နာကဆက်ရည်တောက်ရတဲ့စကိုင်းတိုင်းအတွင်းကမြို့နယ်10ခုမှာရေကြီးရေရှမ်းတာတွေဖြစ်ပေါ်နေတာ4ရက်ရှိပြီးတိတ်ဆုံးသူက10ယောက်နီးပါးရှိလာနေပါပြီ။တဖန်းစိတ်ဆယ်ရေရှော့ချရာကနေမူးမြင့်နာကကြေးရွာတွေရေကြီးခဲ့သလိုမိုးများလို့ချောင်းရိပ်တိုးရာကတပရင်ကချောင်းရိုးနဲ့ကျူတော်ကြေးရွာတို့မှာအမျိုးသမီး9ဦးအထိတိတ်ဆုံးခဲ့ပါတယ်။တဇယ်ရွှေလှန်ကြေးရွာမှာလည်းရေစီးနဲ့မျောပါသွားတဲ့အသက်2နှစ်အရွယ်ကလေးနဲ့အသက်50ကျော်အရွယ်အမျိုးသားတယောက်တို့တိတ်ဆုံးခဲ့ပါတယ်။တပရင်မြို့နယ်မှာကြေးရွာ21ရွာကလူ2000ကျော်ရေဘေးသင့်နေပြီးကုန်စည်နှုန်းတွေတဟုန်တိုးမြင့်မားလျက်ရှိပြီးတွားရေးလာရေးကအစအခက်အခဲတွေရှိတယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေမှာပါဝင်တဲ့ဒေသခံတယောက်ကပြောပါတယ်အိမ်ခေါင်မိုးတွေထီကိုထိတာလေတရားနဲ့တရားလဲကူးမြတော့လှေနဲ့ကူးရတာပေါ့လေဒါလှေဆိုတာခက်ရှားရှားပေါ့လေအိမ်မူးမြင့်တဲ့ဒီလုပ်ငန်းလုပ်တဲ့လူတွေလောက်ရှိတာဆိုတော့ဒီတွားရေးလာရေးတော့တော်တော်ခက်ခဲသွားပေါ့မိုးစတိုက်ရွာသွန်းမှုကြောင့်တဖန်းစိတ်ရေလောင်တမန်ကရေပိုလွှဲကိုရေလွတ်ထုတ်နေရပြီးတမန်ကြန့်ခိုင်မှုရှိလို့စိုးရိမ်စရာမရှိဘူးလို့ဆယ်မြောင်းဌာနကထုတ်ပြန်ထားပါတယ်စကိုင်းတိုင်းအတွင်းကရေဘေးသင့်တဲ့ကြေးရွာတွေဟာတမြို့နယ်မှာကြေးရွာ20အနည်းဆုံးရှိပြီးကောလင်းကမ်ဘလူကျွန်းလှဒဇယ်ခင်ဦးရေဦးရွှေဘိုအရတော်ဝက်လက်တပင်းမြို့နယ်တွေမှာဖြစ်တယ်လို့ရေဘေးသင့်မှတ်တမ်းတွေအရသိရပါတယ်စကိုင်းတိုင်းအတွင်းကရေဘေးသင့်ဒေသတွေကို NUG အစိုးရရဲ့လူသားချင်းစာနာမှုဌာနအမျိုးသမီးနဲ့ကလေးသူငယ်အဖွဲ့အစည်းတွေကနေကူညီတာရှိပေမဲ့လုံလောက်ပြည့်စုံမှုမရှိသေးဘူးလို့ NUG ရဲ့စကိုင်း Federal Unit လူသားချင်းစာနာမှုဆိုင်ရာဌာနဝန်ကြီးဦးတိုးဝေအောင်ကပြောပါတယ်။တွားကူတဲ့သူတွေကိုယ်တိုင်က light jacket လုံလောက်မရှိပါဘူး။လေတွေလုံလောက်မရှိဘူး။အခုဘာလုပ်ထားနိုင်တယ်လဲဆိုတော့ကျွေးတာမွေးတာနဲ့တောက်သုံးကြီးကောင်းကောင်းရဖို့အတွက်ပထမဦးစားပေးနေရတဲ့အခြေအနေပဲဖြစ်တယ်။ဒီနေရာထိုင်ခင်းကောင်းကောင်းမွန်မွန်
ကျမ်းမာရေးတောင်းချောင်းမှုကောင်းကောင်းမွန်မွန်ဖြစ်မနေသေးဘူးလို့ပြောရမှာ စကိုင်းတိုင်းဘက်ကလက်ရှိရေဘေးသင့်တဲ့နေရာတွေကိုကူညီသွားရောက်ဖို့လမ်းတချို့ကိုစစ်တပ်ဘက်ကတားဆီးထားတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်အေယာဝတီမြစ်နဲ့ချင်းတွင်းမြစ်အနီးစကိုင်းတိုင်းအတွင်းကမြို့တွေရဲ့ပရဟိတအသင်းတွေဟာသူတို့မြို့ကိုမြင့်ရေကျော်ရောက်လာမဲ့ရေဘေးအန္တရာယ်ကိုစောင့်ကြည့်နေရလို့လက်ရှိရေဘေးသင့်နေတဲ့ဒေသတွေစီမသွားရောက်နိုင်သေးဘူးလို့ပြောပါတယ်ရှင်။ တော်ရရှိမြခင်ဗျာအိန္ဒိယမြန်မာနယ်စပ်ကနယ်နိမိတ်မသက်မှတ်ရသေးတဲ့နေရာတွေအတွက်ဆွေးနွေးနေတယ်ဆိုပြီးအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ရက်ပိုင်းကအတည်ပြုပါတယ်အခုထိနယ်နိမိတ်မသက်မှတ်ရသေးတာကဘယ်နေရာတွေလဲဒီကြောင်းကိုမောင်ပြောပြပေးပါမယ်အိန္ဒိယအစိုးရကမဏိပူရပြည်နယ်နဲ့မြန်မာနိုင်ငံခြားကနေကြားမှတ်တိုင်အမှတ်65ကနေ68အကြားနယ်နိမိတ်သတ်မှတ်ရေးကိုအပြီးသတ်နိုင်ဖို့အတွက်နယ်မြေတချို့ပါအပြန်အလှန်လဲလှယ်ဖို့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့အိန္ဒိယကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။ဩဂတ်4ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကနယ်မြေလဲလှယ်မယ်ဆိုတာကိုအတိမပြုခဲ့ပဲနယ်နိမိတ်မပြီးပြတ်သေးတဲ့အပိုင်းတွေကိုဖြည့်ရှင်းဖို့နှစ်ဖက်ဆွေးနွေးနေတယ်လို့ပြောဆိုခဲ့ပါတယ်။နယ်မြေအပြန်အလှန်လဲလှယ်မှုဆိုတာရှုပ်ထွေးမှုရှိနေတဲ့နေရာတွေမှာနှစ်နိုင်ငံကြားနယ်မြေတစ်စိတ်တစ်ပိုင်းကိုအပြန်အလှန်လွှဲပြောင်းတာနဲ့နယ်နိမိတ်ပြန်လည်ညှိနှိုင်းသတ်မှတ်တာလို့သိရှိသူတွေကပြောပါတယ်။အဲ့ဒီမှာတမုခရိုင်သားကနေမြေတချို့ကိုအိန္ဒိယကမြန်မာဘက်ကိုလွှဲပြောင်းပေးနိုင်ခြေရှိတယ်လို့အိန္ဒိယမြန်မာရေးလေးလာသူစလိုင်းဒိုခါကပြောပါတယ်ဒီလိုလွှဲပြောင်းသတ်မှတ်တာတွေမလုပ်ဖို့ကိုမဏိပူရပြည်နယ်ကရပ်ဖက်အဖွဲ့အစည်းတွေကကန့်ကွက်နေကြပါတယ်။ဘာကြောင့်ကန့်ကွက်မှုတွေရှိနေတာပါလဲ။မဏိပူရပြည်နယ်နယ်စပ်မှာနေထိုင်သူတို့ပြောတာကအဓိကတဲ့ရပ်ဖက်အဖွဲ့အစည်းကကန့်ကွက်တဲ့တယ်ပေါ့။ဘာလို့ကန့်ကွက်လဲဆိုတော့သူတို့နယ်မြေတိုင်ပြီးသားနယ်မြေကိုမြန်မာပြည်ဖက်ပါသွားရင်ဆက်ပြီးလုပ်တဲ့ຢာတွေတော့အဲ့ဒါတွေပါသွားပါလို့ရှိနေတယ်။မြန်မာပြည်ဘက်ကလည်းအိန္ဒိယဘက်ပါသွားမယ်အိန္ဒိယဘက်ကလည်းမြန်မာဘက်တော့လည်းအဲ့ဒီတော့စဉ်းစားကြတယ်တော့အဲ့ဒီနေရာမှာကူကီးလူမျိုးတွေလည်းနေထိုင်ကြတယ်လို့သူကဆက်ပြောပါတယ်။နယ်မြေခွဲဝေသတ်မှတ်တာတွေတိကျထွက်လာတဲ့အခါနေဆက်မြင်းနားမှာတဲထိုးနေတဲ့မြန်မာစစ်ရှောင်းတွေမြန်မာဘက်ချမ်းကိုပါသွားတာမျိုးရှိလာရင်လုံခြုံရေးရစိုးရိမ်စရာဖြစ်လာနိုင်တယ်လို့အိန္ဒိယမြန်မာရေးလေးလာသူစနိုင်းဒုခါကပြောပါတယ်။ဒီလိုနယ်နိမိတ်သတ်မှတ်ရေးဟာကာလရှည်ကြာရှိခဲ့ပေမဲ့နယ်မြေဖလှယ်တဲ့ဆိုတာဟာဦးမင်းအောင်လှိုင်ရဲ့အိန္ဒိယခီးစဉ်ပြီး3လအတွင်းမှာပေါ်ပေါက်လာတာတွေပါ။ဒါကဦးမင်းအောင်လှိုင်ရဲ့နိုင်ငံတကာထောက်ခံမှုရဖို့အားနည်းချက်ကိုအိန္ဒိယဘက်ကသုံးချတာလည်းဖြစ်နိုင်တယ်လို့စလိုင်းဒုခါကသုံးသပ်ပါတယ်။နေမြေမပြည့်ပြတ်သေးတဲ့ဟာကိုအခုချိန်မှာကြီးရနိုင်တာတွေလုပ်တယ်ဆိုရင်တော့အိန္ဒိယဘက်ကအတားဆီးရတဲ့အဆုံးဖြတ်ဟာမျိုးထွက်လာနိုင်ဖို့မျှော်လင့်ချက်ရှိပုံရပါတယ်။ဘာလို့လဲဆိုခုချိန်မှာပြည်သူတွေမထောက်ခံတဲ့အစိုးရဖြစ်နေတဲ့ခါကျတော့အိန္ဒိယထောက်ခံမှုရအောင်shorting ပူပေးမလားဆိုတဲ့တွက်ချက်မှုနဲ့ညှိတလားလို့ထင်မြင်ရှိတယ်။အိန္ဒိယမြန်မာနယ်စပ်အရေးကိစ္စနဲ့ပတ်သက်လို့မြန်မာအာဏာပိုင်တွေကတစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။သမ္မတထရမ့်သဘောကျတဲ့အမေရိကန်ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုအစ္စရေးဝန်ကြီးကပယ်ချခဲ့ပါတယ်။အစ္စရေးပါလက်စတိုင်းနယ်မြေတွေကချိန်ကိုက်ဆုတ်ခွာပြီးလို့ရှိရင်ဖြည်းဖြည်းချင်းလက်နက်ဆွတ်မယ်ဆိုပြီးဟာမတ်စ်ကသဘောတူထားတဲ့ဒီ15ချက်ပါမှုကိုအစ္စရေးပယ်ချတယ်ဆိုပြီးတော့ဘန်ဂျမင်နေတန်ယာဟုကပြောကြားခဲ့ပါတယ်။ဟာမတ်စ်တနက်တည်းအားလုံးကိုဆွတ်မှအစ္စရေးတပ်တွေစုံနိုင်မယ်ဆိုပြီးတော့လည်းသူကပြောပါတယ်။ကိုင်ရိုမာယင်လာကသဘောတူခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုလက်ခံအောင်အစ္စရေးဝန်ကြီးချုပ်ကိုအမေရိကန်ဖိအားပေးရမယ်ဆိုပြီးတော့ဟာမတ်စ်ထိပ်တန်းအရာရှိသူကပြောကြားပါတယ်။ပင်လယ်နီကမ်းရိုးတန်းကဆော်ဒီရေနံချက်စက်ရုံကိုယီမန်ကဟူသီတပုံတွေက drone နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဂျီဆန်ကအရမ်ကိုရေနံချက်စက်ရုံကိုတိုက်ခိုက်တာဟာဆော်ဒီရဲ့နေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုတုံ့ပြန်တာဖြစ်ကြောင်းအီရန်ထောက်ခံထားတဲ့ဟူသီတွေကပြောပါတယ်။မီးငြိမ်းသက်ပြီးဆိုပြီးတော့ဆော်ဒီဘက်ကဆိုပါတယ်။ကမ်းရိုးတန်းအောက်ဖက်နားမှာရှိတဲ့ယီမန်နိုင်ငံမိုခါမြို့ကဆော်ဒီတပ်တွေကိုပြစ်မှတ်ထားဖို့ပဲထိန်ဒုံးခီတွေနဲ့ drone တွေကိုသုံးခဲ့ကြောင်းလည်းဟူသီတွေကပြောပါတယ်။ဆော်ဒီတူရကီနဲ့ပါကစ္စတန်သုံးနိုင်ငံပူးရဲစစ်ရေးစာချုပ်ချုပ်ဆိုပြီးတဲ့နောက်2ရက်ကြာမှခုလိုစစ်ရှိန်တက်လာတာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံတာတုစ်နဲ့ဟီမဲမင်းမှာရှိတဲ့ရုရှားစစ်စခန်းရဲ့ရှေ့ရေးအတွက်ရုရှားနဲ့သဘောတူညီမှုရခဲ့ကြောင်းဆီးရီးယားနိုင်ငံရေးဌာနကပြောပါတယ်။နှစ်ဖက်ကျိုးစီးပွားကိုထိမ့်သိမ်းထားတဲ့စီစဉ်တွေအောက်မှာဒီစစ်စခန်းတွေကိုပူးရဲလေ့ကျင့်ရေးနဲ့ပြန်လည်ထူထောင်ရေးဌာနတွေဖြစ်ပြောင်းလဲပြစ်မယ်ဆိုပြီးတော့နားလေရခတ်တဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ပြည်တဲ့ပင်လယ်ကဒီစစ်စခန်းတွေဟာရုရှားရဲ့ရှေ့အလယ်ပိုင်းမှာရှိတဲ့မူလခြေကုပ်စခန်းတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိသမ္မတအာမက်အယ်ရှာရာရဲ့တပ်တွေကရုရှားရဲ့မဟာမိတ်ဘရှာအယ်အာဆတ်ကိုဖယ်ရှားလိုက်ပြီးတဲ့နောက်ပိုင်းဒီစစ်စခန်းရဲ့အနာဂတ်ကမှိမ့်လာတာဖြစ်ပါတယ်။လပိုင်းလိုနာမည်ရတဲ့တိုက်ဖုန်းမုန်တိုင်း
ချက်ချမ်းပြည်နယ်ကိုဝင်လာပြီးဖြစ်လို့တရုတ်နိုင်ငံရှေ့ပိုင်းလူနေထူထပ်တဲ့ကမ်းရိုးတန်းမှာတက်လှန့်သတိပေးထားပါတယ်လူပေါင်းတသန်းကျော်ကိုဘေးကင်းရာရွှေ့ပေးထားပြီးရေကြီးနိုင်ကြောင်းသတိပေးချက်တွေကိုလည်းအာဏာပိုင်တွေကထုတ်လွှင့်ထားပါတယ်လမ်းပန်းတွေပြတ်တောက်ကုန်ပြီးတရုတ်ပြည်ရဲ့လူကြီးအများဆုံးရှန်ဟိုင်းမြို့ကြီးမှလည်းလေရင်ခီးစဉ်1000ကျော်ကိုဖျက်သိမ်းထားပါတယ်လပိုင်မုန်တိုင်းကိုလောလောဆယ်အစစ်နှစ်သတ်မှတ်ထားပေမဲ့လည်းကုန်တွင်းပိုင်းကိုဝင်တဲ့ချိန်မှာအင်အားပြော့သွားမယ်လို့ခန့်မှန်းထားပါတယ်ဟောင်ကောင်မှာ1884ကစပြီးတိုင်းတာလာတဲ့မှတ်တမ်းတွေအပူဆုံးစံချိန်တင်ခဲ့ပါတယ်။လပိုင်တိုင်ဖွန်းမုန်တိုင်းကြောင့်မြို့ပေါ်ကိုလေနွေးတွေဖြတ်သန်းနေတဲ့အတွက်အပူချိန်36.9 ဒီဂရီဆဲလ်စီယပ်ရှိကြောင်းဟောင်ကောင်မိုးလေဝသဌာနကမှတ်တမ်းတင်ခဲ့ပါတယ်။ဒါကတရားဝင်အမြင့်ဆုံးအပူချိန်သက်ဖြစ်ပေမဲ့လည်းလူနေထူထပ်တဲ့ဟောင်ကောင်နယ်မြေတော်မှာတိုင်းတာရရှိတဲ့ပူချိန်တွေကဒီထက်မြင့်မားပါတယ်။အင်္ဂါနေ့ထိဟောင်ကောင်မှာအင်မတန်ပူပြင်းတဲ့ရာသီဥတုနဲ့ကြုံရမယ်ဆိုပြီးခန့်မှန်းသတိပေးနေကြပါတယ်။တောက်ကြနေတုန်းကဖိုးနဲ့ဖွားကိုပြစ်သက်ပြီးဘန်ကောက်နားကသူ့ကျောင်းမှာဒလဆက်ဝင်ပစ်ခဲ့တဲ့ထိုင်းလူငယ်ဟာအင်တာနက်ပေါ်မှာကျန်းတဲ့ဗီဒီယိုတွေကိုကြည့်ခဲ့ကြောင်းရဲစုံစမ်းရေးရရှိတွေကဆိုပါတယ်14နှစ်သားယောက်ျားလေးဟာသူ့ကိုယ်သူသတ်မသေးခင်မှာဆရာ5ဦးကိုတပ်ဖြတ်ခဲ့ပါတယ်။ဦးခေါင်းမှာအပြစ်ခံရတဲ့12နှစ်အရွယ်မိန်းကလေးလေးဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်။ပြီးခဲ့တဲ့2နှစ်လောက်ကလေးကဒီလူငယ်ဟာတနက်တွေကိုစိတ်ဝင်စားကြောင်းပြသခဲ့ပြီးပစ္စတိုတနက်ကိုဘလို့သုံးတယ်လဲဆိုတာကိုလူမှုကွန်ရက်မှာလေ့လာခဲ့ကြောင်းထိုင်းရဲကပြောပါတယ်။သူမိဘတွေကွဲသွားပြီးကလေးကအဖိုးဖွားနဲ့နေခဲ့တာလည်းဖြစ်ပါတယ်။စစ်စလီကျွန်းကလွန်မှာရောမခက်ကသင်္ဘောပြတ်တစ်စင်းကိုအီတာလီယန်ရေငုပ်သမားတွေရှာဖွေတွေ့ရှိခဲ့ပါတယ်။အရင်နှစ်ပေါင်း2000ကျော်ကလို့ယူဆတဲ့ဒီသင်္ဘောပြတ်ကိုရာနဲ့ချီတဲ့ဝိုင်ပလင်းပုံလိုက်ကြီးနဲ့တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီသင်္ဘောပြတ်ကိုတွေ့ရှိမှုဟာဒီနှစ်ပိုင်းတွင်ရေကြီးဆုံးရှေးဟောင်းရေအောက်တွေ့ရှိမှုတစ်ခုဖြစ်ကြောင်းအီတလီယဉ်ကျေးမှုဝန်ကြီးကဆိုပါတယ်။ရေလုံသားတွေစီကနေသတင်းရလို့ရဲရေငုပ်သမားတွေနဲ့ပင်လယ်ရေအောက်ပေ150အနက်မှာရှာဖွေရင်းဒီသင်္ဘောပြတ်ကိုတွေ့ရှိခဲ့ပါတယ်။